မျိုးထဲမှာစီတဲ့ကားတွေစွမ်းနီဘလို့ပုံစံမျိုးကိုပြီးမြင်ကြလဲအဲ့ဒီအမြင်လေးကိုခဏလောက်ဘေးဖက်ထားလိုက်ပါအောင်ဘာလို့လဲဆိုတော့ yes sit hatchback လောကကိုလှော့ခတ်သွားစေမဲ့ကားတစ်စီရောက်လာလို့ပါပဲသူ့နာမည်က I1UT တဲ့ကဲဒီကားဘာကြောင့်ဒီလောက်တောင်လူပြိုများနေလဲဆိုတော့ကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်တကယ်ကိုနေရာတိုင်းမှာတွေ့နေရတာနော် social media feed ကို scroll လုပ်လိုက်ရင်လည်းသူလဲကားတဲ့နေဖတ်ရင်လည်းသူအကြောင်းပဲ A1UT ကထိတ်ဆုံးမှာပဲဒါပေမဲ့အဓိကမေခွန်းကဒီလောက်ထိရေပန်းစားနေရတဲ့အကြောင်းရင်းကပါလေသူ့ရဲ့ရွေးချက်ကဘာဖြစ်မလဲကဲအတူတူအဖေရှာကြည့်ကြရအောင်ကဲဒီလိုလေးမြင်အောင်ကြည့်လိုက်ပါရွှေရခတ်နေတဲ့မျိုးပြားလမ်းတွေပေါ်မှာအေးဆေးဆေးတက်တွန့်မောင်းသွားနိုင်ပြီပုံစံကလည်း sci-fi ရုပ်ရှင်တွေကခုန်ထွက်လာတယ်လို့မျိုးအနာဂတ်ဆန်ရဲ့ကားတစ်စီးဟုတ်ပါတယ်အဲ့ဒါ AI-UT ပါပဲမြို့ထဲမှာကားမောင်းရတာကိုပြင်းစရာအလုပ်တစ်ခုကနေပြိုစရာကောင်းတဲ့အတွေ့အကြုံတစ်ခုဖြစ်အောင်ပြောင်းလဲပေးဖို့ဖန်တီးထားတဲ့ hatchback ကားလီပေါ့โอเคအနာဂတ်ဆန်တဲ့ဒီဇိုင်းကတော့ share ပဲပေါ့နော်ဒါပေမဲ့အဲ့ဒါကအပေါ်ယံပဲရှိသေးတယ်ဘယ် EV ကားမဆိုအရေးကြီးဆုံးကအပြင်ပိုင်းအလားထက်သူ့ရဲ့အတွင်ပိုင်းသူ့ရဲ့ engine ပိုင်းမှာဘာရှိလဲဆိုတာပဲဆိုတော့ AI-UT ရဲ့နှလုံးသေးဖို့လို့တောင်ပြောလို့ရတယ်သူ့ရဲ့ battery အကြောင်းကိုစပီကြည့်လိုက်ကြရအောင် EV ကားတစ်စီးဝယ်မယ်လို့ဆင်ခါလိုက်ပြီဆိုတာနဲ့ခေါင်းလေးကိုအရင်ဆုံးရောက်လာတဲ့မိခွန်းနှစ်ခုကတော့အမြဲတမ်းတူပါပဲတစ်ဘေးကင်းရဲ့လားနှစ်တခါအတွင်းရဲ့ဘလောက်အထိမောင်းလို့ရမှာလဲဟုတ်တယ်မလားဒီချက်နဲ့ချက်က EV တစ်စီးရဲ့ကောင်းခြင်းဆိုးခြင်းကိုဆုံးဖြတ်ပြတာပဲAI-UT မှာတော့ဒီမိခွန်းတွေအတွက်အထင်ကြီးစရာကောင်းလေဖြေတဲ့အဆင့်နဲ့ရှိနေပါတယ်ဆိုတော့ AI-UT ရဲ့စွမ်းဆောင်ရည်နောက်ွယ်ကလျိုးဝှက်ချက်ကပါလဲဆိုတော့သူ့ရဲ့ magazine battery နည်းပညာပါပဲဒါကရိုးရိုး battery မဟုတ်ဘူးနော် LFP Manes lithium iron phosphate နည်းပညာကိုသုံးထားတဲ့အထူး battery တစ်မျိုးပါဒါက EV လောကအတွက်တကယ်ကိုအပြောင်းလဲကြီးတစ်ခုဖြစ်လာနိုင်ပါပဲဒီ magazine battery ရဲ့တကယ်ကိုမိုက်တဲ့အချက်ကဘေးကင်းလုံခြုံမှုကိုနံပါတ်1ဦးစားပေးထားတာပဲမီးလောင်မှုအန်ဂျီရဲ့ကိုအထူးခံနိုင်ရရှိအောင်ဒီဇိုင်းထုတ်ထားတယ်ပြီးတော့အကျဉ်းချင်းအခါခါဆန်းတက်ထားတာဖြစ်လို့လက်မို့ထွက်တဲ့အခါစက်အေးလက်အေးမောင်းနိုင်ပြီပေါ့ပြောရရင် AI-UT အတဲ့ safety ဆိုတာ feature တစ်ခုမဟုတ်ဘူးဒါကသူတို့ပေးထားတဲ့ကတိကဝတ်တစ်ခုလိုပါပဲကဲ safety ကတော့ okay သွားပြီနောက်ထပ်က range ခီးဘယ်လောက်သွားနိုင်လဲပေါ့ဟို EV တွေမှာလို့လေအမြင်ပြောနေတဲ့ range anxiety ဆိုတာလေလာမအားကုန်သွားမှစိုးရင်ရတာမျိုး AI-UT နဲ့ဆိုရင်တော့အဲ့ဒီစိုးရင်စိတ်ကိုမေ့လိုက်လို့ရပါပြီဘာလို့လဲဆိုတော့အားတစ်ခါအပြေးသွင်းထားရင်ကီလိုမီတာ400-500အထိကို AC မောင်းနိုင်လို့ပဲဒီကနန်းကိုခဏလောက်စဉ်းစားကြည့်400-500ကီလိုမီတာနော်ဒီအကွာဝေးကဘယ်လောက်ထိလဲဆိုတာမင်းတောင်ပြောရရင်ရန်ကုန်ကနေပဲဟူးကိုအသွားပြက်မောင်းပြီးတာတော့အားကကျန်နေဦးမှာစဉ်းစားကြည့်နေတိုင်းမျိုးတဲသွားအလုတ်သွားကျောင်းသွားကြရတဲ့အတွက်ဆိုရင်တော့ပြောစရာမလိုတော့ဘူးလုံလောက်တာထက်ကျောင်းပုံနေပါသေးတယ် range ကဒီလောက်ကောင်းတော့ခဏအားသွင်းနေစရာမလိုတော့ဘူးပေါ့ဒါပေမဲ့အားသွင်းဖို့လိုလာပြီးဆိုရင်ရောအချိန်ကြာကြီးစောင်းရမှာလားAI-UT ရဲ့အားသွင်းနှုန်းကလည်းသူ့ရဲ့ range လိုပဲလုံးဝအထင်ကြီးစရာကောင်းပါတယ် EV တွေနဲ့ပတ်သက်ပြီးအမြဲကြားနေရတာကအားသွင်းရဲ့အကြာကြီးစောင့်ရတယ်ဆိုတာပဲလေဒါပေမဲ့ AI-UT ကအဲ့ဒီစီးမြင့်ကိုချိုးဖျက်လိုက်ပါတယ်ဒီလိုစဉ်းစားကြည့်ဘက်ထရီက30%ပဲကျန်တော့တယ်ခဏနာပြီးကော်ဖီတစ်ခွက်တောက်လိုက်တဲ့အချိန်လေးအကျွင်းမှာဘက်ထရီက80%ပြန်ပြည့်သွားမယ်ဆိုရင်တော့အိမ်မက်လိုပဲနော်ဒါပေမဲ့ AI-UT နဲ့ဆိုရင်ဒါကတကယ်အပြင်မှာဖြစ်လာမှာပါကော်ဖီတစ်ခွက်တောက်ချိန်ဆိုရဘယ်လောက်ကြာမှလဲသိချင်နေပြီမလားအဖြေကတော့24မိနစ်ပဲဟုတ်ပါတယ်24မိနစ်ကြည့်တည်ပဲဒါက EV တစ်စီးပိုင်ဆိုင်ရတဲ့အတွေ့အကြုံတစ်ခုလုံးကိုပြောင်းပြန်လှန်ပေးမဲ့အချိန်ပဲသူမှာ DC fast charging စနစ်ကို support လုပ်တဲ့အတွက်ဒီလောက်မြန်တာပါဆိုတော့အားတင်းချီမှာ coffee တစ်ခွက်သုံးမလားဖုန်းခဏသုံးမလားအကြောချင်းဖြေမလားအဲ့ဒါတွေလုပ်ပြီးတာနဲ့ AI-UTs ကနောက်တစ်ခေါက်ခီးဆက်ဖို့အဆင်သင့်ဖြစ်နေပြီကဲ AI-UT ရဲ့အားထားချက်တွေကစွမ်းဆောင်ရည်မှာပဲရက်မနေမို့နော်နောက်ချက်လူတွေကိုအံ့အားတင်းစေမဲ့အချက်ရှိပါသေးတယ်အဲ့ဒါကတော့သူရဲ့မထင်မှတ်ထားအောင်ကျေဝန်းတဲ့အတွင်းခန်းပါပဲအပြင်ကကြည့်လိုက်ရင်တော့ AI-UT ကကြစ်လစ်လစ်နဲ့တက်ရ hatchback ကားလေးတစ်စီးပေါ့ဒါပေမဲ့အပြင်ပေါင်းဝင်ကြည့်ပြီးအကယ်မဖြစ်လိုက်ပါနဲ့အောင်ကားတကားကိုဖွင့်ပြီးအထဲဝင်လိုက်တာနဲ့လုံးဝကိုအံ့အားသင့်သွားစေမှာပါအထဲမှာဒီလောက်ကျယ်နေရတဲ့ရိုးဝက်ချက်ကသူ့ရဲ့ဝေးဝဲမန်ဂျင်ရှိပြီးနဲ့နောက်ပြီးချအကွာအဝေးမှာရှိနေတာပါဒီမှာကြည့်လိုက်2950မီလီမီတာဒါကဂနိန်းတစ်ခုတတ်မဟုတ်ဘူးနော်ဒါကခီးတဲ့တွေတက်တာရှိဖို့ကိုဘလောက်အထိအလေးထားပြီးဒီဇိုင်းထုတ်ထားလဲဆိုတဲ့တက်သေးပါပဲဒီ wheel base ကလေတကြွနာမည်ကြီးဇင်ခံကကြီးနဲ့တောင်တွားတူနေတယ်ဆိုတော့ရားလက်ကပါဖြစ်မလဲဟုတ်ပါတယ် hatchback ကားလေးတစ်စီးမောင်းနေရတဲ့လို့တောင်မထင်ရလောက်အောင်ကျေဝမ်းပြီးတတာရှိတဲ့အတွင်းခန်းကိုရမှာပါမြို့ရဲ့အတွက်ကြစ်လစ်တဲ့အရွယ်စားနဲ့ဇင်ခံကားလို့ခန်းစားချက်
အကောင်းဆုံးနှစ်ခုကိုပေါင်းစပ်ထားတာပေါ့ ကဲအခုဆိုရင် AI on UT ရဲ့ battery range အသွင်နှုန်းနဲ့အသွင်ခန်းကျယ်တာတွေအကြောင်းသိသွားပြီပေါ့နော်ဒါပေမဲ့ဒီအချက်တွေအဟောင်းကိုစုပေါင်းလိုက်တဲ့အခါဘာကိုပြနေတာလဲဒီကားကိုတကယ်ထူးခြားစေတဲ့ຢာကဘာလဲဆိုတာကိုအနစ်ချုပ်ကြည့်လိုက်ကြရအောင် AI 用 U3 ဆိုတာကကားတစ်စီးဆိုတာထက်ပိုပါတယ်ဒါကပြီးပြည့်စုံတဲ့ package ခုလိုပဲနီးပညာအသစ်တွေလက်တွေ့ကျရဲ့ design ဘီကင်မှုတက်တောင့်တက်တာရှိမှုအားလုံးကိုတနေရာထဲမှာစူးစီးပေးထားတယ်ဖြိုးရရင်မျိုးပြောင်မောင်ထင်းမှုရဲ့အနာဂတ်အတွက်အဆဆရရအသင့်ဖြစ်နေတဲ့ကားတစ်စီးပါပဲ ဆိုတော့ AI on UT ဆိုတာကရက်စစ်ကအသစ်တစ်စီးပဲမဟုတ်တော့ဘူးဒါကမြို့ပြတော်လာရေးရဲ့အနာဂတ်ဘယ်လိုဖြစ်မလဲဆိုတာကိုချောင်းကြည့်လိုက်ရတဲ့ပြတင်းပေါ်တစ်ခုလိုဖြစ်နေပါပြီဘေကင်မှုစွမ်းဆောင်ရည်လက်တွေ့ကြမှုဒီသုံးခုကိုပေါင်းစပ်ထားတဲ့ AI UT ဟာမြို့ပြအနေထိုင်မှုပုံစံကိုပြောင်းလဲပေးနိုင်တဲ့အလားအလာတွေအများကြီးရှိနေပါပြီအခုစဉ်းစားစရာရှိတဲ့မိကုန်းတစ်ခုကတော့ဒီအနာဂတ်အတွက်အားလုံးပဲအစင်းသင်းထိပြီလားဆိုတာပါပဲ